မောင်ရချစ်လာပါကြီးရဲ့ဆိုရင်မိုင်လက်ထပ်ပေးစားမင်းကွာအဲ့ဒီ9နှစ်တာကာလအတွင်းမှာလေမောင်ကိုလက်ထပ်ဖို့မြတ်တစ်ချိန်တစ်ခါမှမောင်တွေးခဲ့ဘူးလားမင်းကငါလက်ဆောင်မပေးနိုင်တာမင်းကငါတာဝန်မယူနိုင်တာနဲ့လက်မထက်နိုင်တာမင်းတခြားတယောက်လက်ထက်လိုက်ရတယ်ဆိုတော့အဲ့ဒါဖောက်ပြန်မှုပဲကွာမင်းနားတယ်လားHappy Fire Anniversary ဟော Thank you ပါအမမဒါမောင်မောင်ပေးခဲ့တဲ့လက်ဆောင်မဟုတ်လားဒီမိစ္ဆာမဒီမိစ္ဆာဘာအိဗယ်ဘာလို့ဆိုလို့ချင်းနေရလက်ထပ်ပေးစားလေမောင်ရချစ်လာပါကြီးရဲ့ဆိုရင်မိုင်လက်ထပ်ပေးစားမင်းကွာဒီမှာမောင်နဲ့မရဲ့ချစ်သူတက်တန်း9နှစ်ပြည့်ခဲ့အဲ့ဒီ9နှစ်တာကာလအတွင်းမှာလေမောင်ကိုလက်ထပ်ဖို့မြတ်တစ်ချိန်တစ်ခါမှမောင်တွေးခဲ့ဘူးလားဟမ်ဟောတလားပြည့်မတည်းကဒီအနာကြီးတစ်လုံးကလွယ်မောင်ဘာများပေးခဲ့ဘူးလို့လဲမောင်တဲ့အသက်8နှစ်ကြီးရဲ့မမဘွားရဲ့ရှိပြီဘူးမောင်တွေးခဲ့နောက်ပြီးတော့လေမတယောက်ထက်နဲ့များမောင်လုံလောက်ခဲ့ဘူးလားမင်းကငါလက်ဆောင်မပေးနိုင်တာလေမင်းကငါတာဝန်မယူနိုင်တာနဲ့လက်မထက်နိုင်တာမင်းတခြားတယောက်လက်ထက်လိုက်ရတယ်ဆိုတော့အဲ့ဒါဖောက်ပြန်မှုပဲကွာမင်းနားတယ်လားဒီမှာတတ်တာမင်းကလေးတယောက်ကသူ့ချစ်သူနဲ့ချစ်သူတက်တဲ့အချိန်ကြာလာနေမြသူ့ချစ်သူကိုပိုင်ဆိုင်ခြင်းနဲ့စိတ်ရဲ့သူ့ချစ်သူကလည်းသူ့အပေါ်မှာအပြည့်အဝကာကွယ်ပေးထားတဲ့စိတ်လုံခြုံမှုပဲလိုချင်တာမထိုင်လည်းနားလည်းမဟုတ်ဘူးဘာဖြစ်လဲဒီကအမြဲတမ်းနင်းရဲ့အဲ့တယောက်တည်းနဲ့မလုံလောက်တဲ့စိတ်နဲ့အမြဲတမ်းတခြားအပြင်မှာတာယာနေကြုံနေလို့ပဲအေးဒီမှာတတ်တာဖောက်ပြန်နေဆိုတာလေအခုငါလိုမျိုးတခြားတယောက်ကိုလက်ထပ်ဖို့ရွေးချယ်သွားတာမှဖောက်ပြန်တာမဟုတ်ဘူးငါရဲ့မမြင်ကြရမှာနင်တခြားတယောက်ကိုအကြည့်တစ်ချက်အတွေ့တစ်ချက်လေးနဲ့စိတ်ဆိုင်သွားတာလေအဲ့ဒါဖောက်ပြန်မှုပဲဟဲ့ငါအခုတခြားတယောက်ကိုလက်ထပ်ဖို့ရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုပါလေငါတို့နှစ်ယောက်ရဲ့9နှစ်တာတန်ရောစစ်ပါနင်ဘက်ကနေငါ့ကိုဘယ်တော့မှမပေးနိုင်ခဲ့အဲ့ဒီစိတ်လုံးကြုံမှုကြောင့်အဲ့နင်အားနေချက်